ကဲကျမတို့ဒီမှာကိုတိုင်းဆက်ပြန်ကျွဲเนาะစီလေးနဲ့ချက်မယ်เนาะဒီမှာစီကျမက1000 gram ဒါစီ3မျိုးပေါင်းထားတယ်เนาะအခု line ဖြော်မယ်ဆိုတော့ကျမဒီမှာရေချိန်ထားတယ်ရေချိန်ထားတယ်အဲ့ဒီထဲကိုကျမ line ဒီမှာเนาะ sodium hydroxide ကချိန်ထားတယ်ဒါပေမဲ့ကျမဒီမှာတကြားထည့်ခြင်းတယ်တကြားကဘာဖြစ်လို့ထည့်ရတာလဲဆိုတော့တကြားထည့်တဲ့အတွက်သူကဆက်ပြာကိုနူးညံ့စေတယ်ပြီးတော့ဆက်ပြာကိုမာစေတယ်ပေါ့နော်အဲ့တော့ကျမတို့ဒီတကြားလေးထည့်မယ်တကြားနှစ်စွန်းထည့်လိုက်တယ်နော်အဲ့ဒါကဒီစီနဲ့ဆက်ပြာနဲ့ sorry စီနဲ့ line နဲ့မချက်ခင်ဒီ line ပျော်ရည်ထဲမှာကျမတို့ဒီတကြားကိုဖြော်ထားတာပေါ့နော်အဲ့ဒီတကြားလေးကိုကျမတို့ကအရင်ပျော်အောင်ဖြော်ပါမယ်နော်တကြားလေးကိုအရင်ပျော်အောင်ဖြော်မယ်နော်တကြားပျော်အောင်ဖြော်ပြီးတော့မှဒီတကြားကိုပျော်သွားပြီဆိုတော့မှကျမတို့ဒီ sodium hydroxide ကိုထည့်လို့ရမယ်เนาะတကြားမပျော်သေးဘဲနဲ့ sodium hydroxide ထည့်လို့ရှိရင် sodium hydroxide ဒီအမှုန့်တွေကတကြားမှာကပ်ပြီးတော့လေလုံးလုံးကြီးတွေဖြစ်သွားတယ်เนาะအဲ့ဒီတကြားလေးလုံးဝပျော်ပြီဆိုတော့မှအဲ့ဒါလေးသတိထားမယ်เนาะတကြားလေးလုံးဝပျော်ပြီဆိုတော့မှကျမတို့ကဒီဒါလေးကိုထည့်မယ်เนาะထည့်လို့ရှိရင်တကယ်တမ်းတော့ထည့်လို့ရှိရင်သူ့ကိုနည်းနည်းချင်းထည့်မယ်เนาะနည်းနည်းချင်းထည့်မယ်သူကအငွေ့တွေထွက်တယ်เนาะကြည့်ကြည့်လိုက်ဒီနဲ့တွေ့ရချင်းကအငွေ့တွေထွက်တယ်အဲ့တော့လေဝင်လေရက်ကောင်းတဲ့နေရာမှာမှုရမယ်ဒီဖြစ်နိုင်လို့ရှိရင်လက်အိတ်တို့ mask တို့ဖြစ်နိုင်လို့ရှိရင်ဒီမျက်နှာမှာဒီအကုန်လုံးကာကွယ်ရေးပေါ့เนาะသူပစ္စည်းတက်ထားတာကောင်းတယ်เนาะဒါလေးတွေအကုန်လုံးမှုရမယ်เนาะသူကလို့မှွေလို့ရှိရင်အပူချိန်ကတက်လာတယ်เนาะပူချိန်တက်လာတဲ့အတွက်သူ့ကိုကလေးတွေခွေးတွေနဲ့တွေ့တဲ့နေရာလေးမှာထားမယ်တကယ်လို့ရင်လိုနေဆိုအရေးကြီးနေဆိုလို့ရှိရင်တော့ဒါလေးကိုဖြော်တဲ့နေရာမှာကျမတို့ကရေခဲနဲ့ဖြော်လို့ရတယ်เนาะရိုးရိုးရေမဟုတ်ဘဲနဲ့ရေခဲပါခုဒီမှာဆိုရင်အငွေ့တွေထွက်နေเนาะအငွေ့တွေထွက်နေဒီလက်တောင်မှာလှမ်းပြီးတော့ပြီးရနော်ဒါရေနဲ့ဒီဆိုရဟိုင်ရောဆိုင်ကတော့အကုန်လုံးချိန်ပြီးသားเนาะချိန်ပြီးသားကိုထည့်တာပါအဲ့တော့အန်ဒီရေတော့များတယ်ပေါ့เนาะလောက်ရတာကကျမတို့ကဒါလေးကရမ်းကဲလောက်ရတယ်เนาะအဲ့တော့ဒါလေးကိုအေးသွားတဲ့အထိကျမတို့စောင့်မယ်เนาะအဲ့ကျေးဇူးတင်ပါတယ်ဒီမှာစီလေးလိုင်းပြော်ရေရလေကျမဒီမှာပူနေတော့ကြတော့ရေခွက်ထဲမှာထည့်ပြီးစိန်ထားလိုက်တယ်เนาะအခုဒါလေးအေးသွားပါပြီအေးသွားပြီဆိုတာလုံးဝအေးသွားတာမဟုတ်ဘူးเนาะသူ့ရဲ့အပူချိန်ကျသွားတာပြောတာသူကအပူချိန်ကဘယ်လောက်ထိလဲဆိုတော့200လောက်ထိတက်တယ်အခုဒီမှာအကုန်ပျော်သွားပြီเนาะပျော်သွားတော့အရေလေးလည်းကြည်သွားပြီအေးလည်းအေးသွားပြီဒီမှာစီထည့်ထားတယ်အဲ့တော့ကျမတို့ကဒီစကားလေးတကယ်လို့အခဲတွေကျင်နေဆိုစကားလေးသုံးမယ်เนาะအခုကျမကြည့်တာတော့အခဲမကျင်ဘူးဆိုတော့ဒါမဲ့ကိုကလိုရမယ်ရပေါ့နော်လိုရမယ်ရကျမဒါလေးကိုကျမဒါလေးသုံးနိုင်မယ်နော်လိုရမယ်ရသုံးနိုင်မယ်ဆိုတော့စစ်ထည့်နော်မရပါခဲမှမကြအောင်เนาะဒါမဲ့လိုရမယ်ရစစ်လိုက်တော့အဲ့ဒီ line ခဲလေးတွေကမပျော်ပဲကြံနေလို့ရှိရင်သူကသားရီကိုဒုက္ခပေးတယ်เนาะသူကစီထဲမှာလုံးဝမပျော်တော့ဘူးမပျော်ပဲနေတဲ့အခုကျမတို့ဒါလေးအခုဒီမှာเนาะသူကစပြီးတော့ထည့်လိုက်ကနေကစီနဲ့ line နဲ့ပေါင်းဆက်ပြီးတော့သူကဆက်ပြဖြစ်စဉ်စပြီးတော့ဖြစ်နေပြီပေါ့เนาะအဲ့ဒါကိုကျမတို့ကဒီမှာ10မိနစ်လောက်လက်နဲ့မှုရင်လည်းရတယ်เนาะလက်နဲ့မှုတာကတော့ handmade soap ဖြစ်တဲ့အတွက်လက်နဲ့မှုတာကပိုပြီး thoroughly mix ဖြစ်တယ်ပေါ့နော်ဆက်နဲ့မှုလည်းရပါတယ်ဆက်ကတော့ဒီ mixer ပေါ့เนาะ mixer အကြီးပေါ့အဲ့ဒါလေးနဲ့မှုရပါမယ်ပြီးရင်ကျမတို့ကသူ့အတွက်ကိုဒီမှာ additives ကိုပေါ့เนาะဒီမှာဒါလေးရေဖြော်ထားတာလေးထည့်ပါမယ်
ခုနကကျမထည့်တဲ့ဟာလေးကဒါကိုယ်တိုင်းဆက်ပြဆိုတော့ကြီးကျွတ်ဖို့ပေါ့နော်ကျမကဒီကိုယ်တိုင်းဆက်ပြလေးကိုဘာနဲ့လုံးမှလဲဆိုတော့ဒီတမာမှုတ်ပေါ့နော်တမာမှုတ်လေးထည့်မယ်တမာမှုတ်ကကျမကဒါက30 gram လောက်ထည့်ရမယ်ပေါ့နော်တမာဆက်ပြလေးလုပ်ပါမယ်စီကတော့ကျမကကင်နိုလာစီရဲ့အုံးစီရဲ့စောင်းစီရဲ့ဒီ3မျိုးပေါ့နော်ကျမရောပြီးလုပ်ထားတယ်ပေါ့နော်အဲ့တော့ဒါလေးကသူမှွေပေးရင်အခုတဖြည်းဖြည်းနဲ့သူ့ရဲ့ဆက်ပြဖြစ်စဉ်ပေါ့နော်ဟို saponification လို့ခေါ်ပါတယ်အဲ့ဒါလေးဖြစ်လာပြီပေါ့နော်ဒါလေးကတော့မှွေပေးနေရပါမယ်အဲ့တော့စီနဲ့လုပ်တဲ့ဆက်ပြတွေမှာတခုအားနည်းချက်ကဘာလဲဆိုတော့ဟိုအားသာချက်ကတော့ဆက်ပြသားမာတယ်ပေါ့နော်ဆက်ပြသားညက်တယ်ပေါ့သူကစီကြီးစော်နန်တက်လို့အမွှေးနံလေးတော့ထည့်ပေးရမယ်เนาะစီကြီးစော်နည်းနည်းလေးနံတက်ပါတယ်သူတစ်ဖြစ်နေကြစီပါတဲ့ဟာမျိုးပေါ့เนาะဆိုတော့စီကတော့စီနဲ့ထွက်တာပေါ့เนาะအကြောင်းမလို့အမွှေးနံလေးကျမတို့ပြင်ထည့်မယ်เนาะကျေးဇူးတင်ပါတယ်ဒါလေးတွေကမနေ့ကကျမဒီစီ3မျိုးနဲ့ပေါ့เนาะစီ3မျိုးဆိုတာစောင်းစီရယ်ကင်နိုလာစီရယ်အုံးစီရယ်3မျိုးနဲ့ချက်လိုက်တဲ့စီဆက်ပြားလေးတွေပေါ့နော်အဲ့တော့သူကစီ1000လီတာဆိုတော့လေအဲ့ဒါဆိုတော့ကျမကဒါလေးတွေကိုအခုဒီမှာဆိုရင်အယောင်အစိမ်းလေးတွေထည့်ပြီးတော့ဒါကကျမကိုယ်တိုင်းဆက်ပြားအလှလေးလုပ်လိုက်တယ်ပေါ့နော်2ရောင်ဆက်ကလေးပေါ့2ရောင်ဆက်ကလေးဒါကသူများကိုလက်ဆောင်ပေးဖို့ပေါ့နော်ဒါလေးတွေကပါလဲဆိုတော့ကျမကဒီထဲမှာဒီတမားမှုန့်ရယ်နောက်ပြီးတော့တမားမှုန့်နဲ့ဆေးတမားပေါ့နော်တမားမှုန့်နဲ့ကင်မွန်သီးမှုန့်နည်းနည်းရောပြီးတော့ကျမကဒါမျက်နှာလဲတိုက်ကိုလဲတိုက်လို့ရအောင်လုပ်ထားတာပေါ့နော်ရားတဲ့လူတွေအတွက်ပေါ့ရေတွေမတန့်လို့ရားတာနောက်ပြီးတော့ဒီဟိုဖုံနေပါတွေပေါ်တဲ့နေရာမှာနေတဲ့လူတွေအသားရည်ရားရံတာပေါ့နော်နောက်တစ်ခုကဒီလိုအသားပတ်ပြီးရားတာတွေအတွက်ဒီတမားမှုန့်နဲ့ကင်မွန်သီးမှုန့်လေးနဲ့ရောပြီးတော့ကျမလှုပ်ထားတာပေါ့နော်ဒါစီနဲ့ချက်ထားတဲ့ဆက်ပြားတွေပါဒါမနေ့ကဆိုရင်ဒါကင်လို့မရဘူးเนาะဒါညာဘက်ကအရေကအဆိုပေါ့နော်ဒီဆက်ပြားတွေကိုလောင်းတာအခုမနေ့ကျတော့နည်းနည်းခြောက်သွားပြီကင်လို့ရတယ်ဒါပေမဲ့သူကလေထိလို့ရှိရင်အခုဒီမှာ line နေရှိနေသေးတယ် line ဆိုတာဒီ caustic ပေါ့နော်သူကစားတဲ့အတွက်ထိပြီးတော့အနာတွေပါလက်မှာရှိလို့ရှိရင်အရန်ဆက်တယ်เนาะအဲ့ဒါမနေ့ကဆိုလုံးဝကင်လို့မရပါဘူးဒီနေ့ကတော့ထိလို့ကင်လို့တော့ရပါပြီဒါပေမဲ့မိုးတွေကတော့ထုတ်လို့မရသေးဘူးเนาะမိုးထဲမှာ24နာရီသို့မဟုတ်36နာရီလောက်ထားပါတယ်မိုးတွေကထုတ်ရင်တစ်ခါပြပေးမယ်เนาะကျေးဇူးတင်ပါတယ်